ထွက်ချိန်ကစလို့လှုပ်ရှားရတဲ့ဒီတန်တရားရီမန်းချက်တွေပခုံးပေါ်မှာထံပိုးလို့လားတခါတလေလဲပန်းတိုင်ကဝေးနေသလိုပါပဲမော်ဟိုင်းနွမ်းနေတဲ့အခါကိုပြန်အားပေးရလောကဒဏ်ရဲ့ရိုက်ခတ်မှုတွေကြားမှာလဲချလိုက်ပြန်ထလိုက်နဲ့သင်ခန်းစာတွေရှာမျက်ရည်တွေကြားကပြုံးနိုင်ဖို့ကြိုးစားရတာဒါဟာလူဖြေရကြိုးနဲ့တဲ့အတိတ်ပဲတစ်ခုပေါ့အိုးဒါဟာဘဝအတက်ကြရီနဲ့ပြည့်နှံလို့နေမုန်တိုင်းတွေလာလဲကြမ်းကြမ်းခံရင်ကြော်ဖြတ်ရမှာပဲလေရှုံးဆိုတာခဏတာအောင်မြင်ဖို့အတွက်အစာပြိုးခြင်းတွေကိုယ့်ရဲ့ကဘာလေးထဲမှာအကောင်းဆုံးရှင်သန်လိုက်ပါဦးရွှေမင်းသမီးလို့လှပတဲ့အိမ်မက်တွေမရှိလဲရိုးသားစွာစားတော့ရင်နဲ့စိတ်အေးရရင်ပဲချစ်ရသူတွေနဲ့စုံစည်းခွင့်ရတဲ့ဒီချိန်လေးမှာချစ်ရသူတွေနဲ့စုံစည်းခွင့်ရတဲ့ဒီချိန်လေးမှာတန်ဖိုးရှိစွာဖြတ်သန်းမယ်တို့ရဲ့ဘဝခါသီတာတွေရှိမယ်ချိုးမြိန်တာတွေရှိမယ်ဘယ်ရာမှမမြဲတဲ့လောကကြီးထဲမှာကိုယ့်ရဲ့ခြေလမ်းတိုင်းကိုယုံကြည်ချက်နဲ့လမ်းပါမနှက်ပြန်ဆိုတာအမြဲတမ်းအသစ်ဖြစ်နေမှာမို့အိုးဒါဟာဘဝအတက်ကြရီနဲ့ပြည့်နှံလို့နေမုန်တိုင်းတွေလာလဲကြမ်းကြမ်းခံရင်ကြော်ဖြတ်ရမှာပဲလေအရှုံးဆိုတာခဏတာအောင်မြင်ဖို့အတွက်အစာပြိုးခြင်းတွေကိုယ့်ရဲ့ကဘာလေးထဲမှာအကောင်းဆုံးရှင်သန်လိုက်ပါဦးရှင်သန်နေတဲ့ရွေးအားမလျှော်လိုက်နဲ့ဦးဒါဟာမင်းပိုင်ဆိုင်တဲ့လှတဲ့ဘဝပါ